ဒီနေ့ကျွန်တော်အခမ်းအနားတော့ဒီ geo economy လို့ခေါ်ပါတယ်ပထဝီစီးပွားရေးကဏ္ဍကိုကျွန်တော်တို့ပညာရှင်တွေနဲ့ဆွေးနွေးကြမှာဖြစ်ပါတယ်ပထဝီစီးပွားရေးမှာမြန်မာနိုင်ငံကဘယ်လောက်အရေးပါတယ်လဲမြန်မာနိုင်ငံရဲ့အရေးပါမှုကိုမြန်မာရဲ့ဘယ်လောက်ထိအခွင့်ရအောင်သုံးနိုင်ခဲ့တယ်လဲဒါတွေဆွေးနွေးကြမှာဖြစ်ပါတယ်။ဒါမှမဟုတ်လို့ဆွေးနွေးရလအနေနဲ့ကတော့ဒီနှစ်ကုန်လာမယ့်နှစ်တည်းမှာကျွန်တော်နိုင်ငံမျိုးတိုးတက်အောင်ငင်းချမ်းချမ်းနဲ့ပြောရှင်းရှင်းပြည့်ပြည့်စုံဖြစ်အောင်လုပ်ကြမယ်ဒါကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဧကဝင်ရောကပုံစံနဲ့လေပတ်နေရတယ်ပေါ့နော်။အခုဆိုလို့ရှိရင်ဘုံရောကပုံစံနဲ့လေပတ်တော့မှာအဲ့ဆိုလို့ရှိရင်ဘာတွေပြောင်းလဲလာနိုင်လို့ထင်မြင်ပါလဲရှင်။အများကြီးပြောင်းလဲပါတယ်။အများကြီးပြောင်းလဲတဲ့ထဲမှာအချိန်ကဧကဝင်ရောဆိုပြီးလေပတ်နေတဲ့ဒီနိုင်ငံတော်မှာအခုသူတို့ပြုပြင်ပြောင်းလဲနေတဲ့အနေအထားမှာရှိလာတယ်။ဆိုတော့ဒီနိုင်ငံကြီးရဲ့ပြုပြင်ပြောင်းလဲမှုဒီအခုဝင်ရောကဘာအတွက်ကောင်းသောထောက်ပံ့ဖြစ်လာတယ်။အခုဝင်ရောဆိုတဲ့ဥစ္စာလည်းကျွန်တော်တို့ကချိန်လုံးကတနိုင်ငံနဲ့ကဒုတိယကမ္ဘာစစ်ပြီးတဲ့တနိုင်ငံနဲ့ကမ္ဘာကြီးလွှမ်းမိုးခဲ့ပြီးတဲ့ခါကျတော့စစ်ရေးတက်ကွယ်မှာနှစ်နိုင်ငံဖြစ်လာတယ်။အုပ်စုနဲ့စုကွဲလာတယ်။အခုနောက်ပိုင်းကျတဲ့ခါကျတော့ဒီလိုအုပ်စုနဲ့ဒီမှာစားနေရာစုံမှာနိုင်ငံစုံမှာအခွင့်အရေးပုံမှန်လေးရလာအောင်ဥပဒေဆောင်ရွက်ဖြစ်လာတော့လူမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေရလည်းပဲအခုဝင်ရောကမ္ဘာထဲမှာပါဝင်ပြီးတော့အပေါင်းအသင်းများများနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်မိတ်ဆွေကောင်းတွေနဲ့ဆောင်ရွက်ဖို့ကြီးလန်းလေးတွေပြင်နေတော့ကျွန်တော်တို့အတွက်ခွင့်ရေးပို့ပြီးတော့ရတယ်လို့ကျွန်တော်မြင်တယ်။ဟုတ်ကဲ့ပါရှင်ဒီဆွေးနွေးပွဲကနေပေါ့နော်ဘယ်လိုရလဒ်ကောင်းတွေရရှိလာမယ်လို့ထင်မိပါလဲရှင်ဒီမြန်မာနိုင်ငံအတွက်ပေါ့နော်။ဒီဆွေးနွေးပွဲကပညာရှင်တွေဖိတ်ထားတယ်ကျွန်တော်ရဲ့ကဏ္ဍမှာဆိုလို့ရှိရင်ဒီအိန္ဒိယပညာရှင်ပါတယ်ပြီးတော့ဒါကအီတလီပညာရှင်ပါတယ်နောက်မြန်မာရဲ့ဆိုလို့ရှိရင်ပညာရှင်တွေမှာဆရာဇော်ဦးနဲ့ဒေါက်တာခိုင်လည်းပါတယ်ဆိုတော့ဒီပုဂ္ဂိုလ်တွေလက်တွေ့အလုပ်တွေမှာလုပ်နေကြတယ်ဆိုတော့သူတို့ဆီကနေတစ်ဆင့်ကြားရတဲ့ဘဝအတွေ့အကြုံတွေကိုတိုင်းပြည်မှာလိုအပ်တဲ့အင်အားတွေသူတို့ပြန်ကျွန်တော်တို့ကမြေရချမ်းသာတယ်နောက်ပြီးဒီမြေဟာပထဝီအနေထားရတဲ့ကမ္ဘာလုံးမှာအရှိပစိဖိတ်သမုဒ္ဒရာနဲ့နောက်အိန္ဒိယသမုဒ္ဒရာခုလိုချိတ်ဆက်တဲ့နိုင်ငံဖြစ်တယ်။ဒါဆိုကျွန်တော်လူတွေအရေးသွေးရှိငြင်းနဲ့ဘယ်လိုအဆင်ပြေပြေနဲ့လုပ်လို့မလဲဆိုတာစဉ်းစားနိုင်ရင်ကျွန်တော်နိုင်ငံပြန်ပြီးအရှိန်ကုန်နဲ့တိုးတက်လာမယ်လို့ညွှန်လင့်တယ်။ဒီမြန်မာနိုင်ငံကိုပေါ့နော်ကမ္ဘာနဲ့ချိတ်ဆက်နိုင်မှုကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းစားပေးကြပါအောင်ရှင်။ကျွန်တော်တို့အခြေခံအဖြစ်အခြေခံသဘောထားတွေထဲမှာပူးပေါင်းဆောင်ရွက်တဲ့စိတ်ဒီများဖြစ်ဆိုလို့ရှိရင်ပြည်ထောင်စုစိတ်ဓာတ်ကျွန်တော်နိုင်ငံသားရဲ့အလုံးပြည်ထောင်စုစိတ်ဓာတ်ရှိခဲ့ပြည်ထောင်စုတမန်ငါတို့နေနေတယ်ငါကတော့ဗမာပဲငါကတော့ချင်းပဲငါကတော့ချင်းပဲဆိုတော့ကိုယ့်ရဲ့ဒီဇာတိလည်းမဖြောက်နိုင်တယ်ဒါပေမဲ့ငါတို့အလုံးဒီမြန်မာနိုင်ငံသားဖြစ်တယ်ငါတို့အလုံးကပြည်ထောင်စုစိတ်ဓာတ်နဲ့အလုပ်လုပ်ကြမယ်ဆိုရင်မြန်မာနိုင်ငံကညီညွတ်နဲ့အောင်မြင်လာမယ်ဒီအတွက်မျှော်လင့်တယ်